皆さんこんにちは。ဒီတိုင်းဆိုင်ရဲ့ error ကဈေးကြီးပြီးတော့တကယ်ရောကောင်းရလားဝယ်ဖို့စဉ်းစားနေရဆိုရင်အဆုံးထိလိုက်ကြည့်ပြပါနော်လူကတော့ရေချိုးပိခါစားဆိုတော့လူမမာရုပ်ဖြစ်နေပါတယ်မေဝယ်ထားတဲ့ဟာကကျတော့အခုနောက်ထွက်တဲ့အစ်စ်ထဲကမှ3မျိုးပါတဲ့အဆက်ပါနော်ပထမဆုံး dryer လေးကိုစမ်းသုံးကြည့်ပါမယ်အကြိုက်ဆုံးကတော့ဒီဂျိုးပေါ့နော်ရှည်လည်းရှည်တယ်ပြီးတော့အထူကြီးပါပဲပူချိန်နဲ့ဒီလေအားအနေမြင့်ကတော့အဆင့်3ထိပါပါတယ်တော်ရစပင်6တာအရမ်းမြန်တဲ့အတွက်မေးလိုမျိုးစပင်ထူတဲ့လူတွေကြိုက်မယ်လို့ထင်ပါတယ်ပင်ပြက်စီးတာကိုလည်းတော်တော်လေးတက်တာစေပါတယ်နောက်တစ်ခုလေးကတော့ဒီ B လေးပေါ့နော်ဒီတိုင်းစပင်ဖြောင်းလေးနဲ့ပဲနေတဲ့လူဆိုရင်ဒီဟာလေးပဲလုံလိုက်ရင်ကိုစပင်ကတော်တော်ရွဖြောင်းစင်းပြီးတော့ကြည်ကောင်းနေပါပြီဖျားလေးပဲဒီလိုကုတ်ကလေးဖြစ်နေဆိုရင်လည်းလွယ်လွယ်လေးပဲပုံသွင်းလို့ရပါတယ်မင်းကအပြင်သွားမှမို့လို့စပင်လေးကောက်လိုက်ပါမယ်သူ့မှာပါလဲဒီစပင်ကောက်တဲ့ဟာလေးကအရန်သုံးလို့ကောင်းပါတယ်မင်းကတော့ရုံစပင်ကောက်ဆက်တယ်ဆိုရင်မသုံးတော့ဘူးပေါ့နော်ဒါပေမဲ့ဒီဟာကသုံးရတာအရန်လွယ်ပါတယ်ပုံသွင်းရတာလည်းမြန်တဲ့အပြင်တခြားစပင်ကောက်ဆက်တင်တဲ့ dryer တွေလည်းမျိုးစပင်ဖျားကွဲတာစံသား6တာလို့လုံးဝမဖြစ်ပါဘူးကဲပုံသွင်းလို့ပြီးသွားပါပြီစေးကြီးရဆိုပေမဲ့တကယ်ကိုပေးရတဲ့ဈေးနဲ့တန်ပါတယ်စပရင်မဖြန်းရင်စပင်အကောက်ကတနေ့ကုန်မခံပါဘူးနော်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်